Hello မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကတော့နောက်ဆုံးဗီဒီယိုလေးဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုလေးမှာညီမပြပြပေးမှာတော့ခြေရာခံနဲ့ပတ်သက်ပြီးတော့ပြပြပေးမယ်ပေါ့နော်မိမိတို့ရဲ့ order လေးတွေကဘယ်ကိုရောက်နေပြီလဲဘယ် order ကတော့ဘယ်စစ်မှာရှိနေပြီလဲဆိုတာကိုခြေရာခံဖို့ပေါ့နော်ခြေရာခံတဲ့အခါမှာညီမတို့က order number လေးသိရပဲဥပမာ customer ကနေပြီးတော့ဖုန်းဆက်လာခဲ့တယ်ကျမရဲ့ order ကဘယ်ရောက်နေပြီလဲပေါ့နော်ကျမရဲ့ order လေးကိုကြည့်ပေးပါအောင်ပေါ့နော် order အဲ့ဒါဆိုလို့ရှိရင် customer ကိုဟုတ်ပြီအမရဲ့ voucher မှာရှိတဲ့ order number လေးကိုကျမကိုပြပေါ့နော်ပြလိုက်လို့ order number လေးသိရတယ်ဒီခြေရာခံမှာ order number လေးသိရုံနဲ့ဒီ order ကဘယ်ကိုရောက်နေပြီလဲဆိုတာကိုတန်းပြီးတော့သိနိုင်တယ်ပေါ့နော်ဥပမာ order ပြင်မှာပေါ့နော် order ပြင်မှာဒီ order ရဲ့ status တွေကိုကိုမသိချင်ဘူးမသိပဲနဲ့ဒီ order number ပေါ့ဥပမာနော်ဒီမက်ခင်ရတနာဆိုတဲ့အမကနေပြီးတော့ဖုန်းဆက်လာရပေါ့နော်မက်ခင်ရတနာကနေပြီးတော့မှသူ့ order ကဘယ်စစ်ရောက်နေပြီလဲပေါ့နော် order ကသူဘာလုပ်ရအောင်မလဲလို့ဖုန်းဆက်လာတဲ့ခါကျလို့ရှိရင်ညီမတို့ကဒီမက်ခင်ရတနာနာမည်နဲ့ပေါ့နော်ဝယ်သူအမည်ပေါ့နော်ဝယ်သူအမည်မှာမက်ခင်ရတနာနာမည်နဲ့ရှာလိုက်လို့ရတယ်ပေါ့နော်ရှာပြီးတော့ဒီအခုကျမခင်ရတနာအများကြီးဝယ်တာပဲပေါ့နော်ညီမက order တစ်ခုပဲလောက်ထားတာဆိုတော့လေနော်မခင်ရတနာနာမည်နဲ့ဘယ် order ကိုလိုချင်တာလဲရွှေတဲ့မြည်တွေပါနေရှာမခင်ရတနာဒီ order လေးပေါ့9915ဆိုတော့သူရဲ့ order ကဘယ်စစ်ရောက်နေပြီလဲပေါ့သူဘာလုပ်ရမှာလဲပေါ့နော်အဲ့လိုဆိုညီမတို့ကဒီခြေရခံမှာတော့ရှာလို့ရတယ်ခြေရခံမှာဒီ order number လေးကိုရိုက်ထည့်လိုက်မယ်ပေါ့နော်ရိုက်ထည့်လိုက်ပြီးရှာဖွေပြီးလောက်လိုက်တာနဲ့မခင်ရတနာ order ဒီပို့ဆောင်စဲစစ်မှာရှိနေတော့မယ်နော်မခင်ရတနာရဲ့ order တွေပို့ဆောင်စဲမှာရှိပါတယ်ဒီ order တွေကိုဝင်မယ်ဆိုဒီလိုကြည့်လို့ရတယ်ဒီလိုမျိုးအသေးစိတ်ပေါ့နော်မခင်ရတနာဝယ်သွားတဲ့ရွှေကဘာတွေဝယ်သွားရလဲပေါ့နော် process တွေပို့ဆောင်စဲမှာရောက်နေပြီနော်ခက်မှန်းကြကြ2ရက်နော်ပို့ဆောင်လိုက်တာက30ရက်နေ့တည်းကပို့လိုက်တယ်ဘာလို့မခင်ရတနာရဲ့ order တွေပို့ဆောင်ပြီးမဖြစ်သေးရလဲနော်ဘာလို့ပို့ဆောင်စဲပဲရှိနေသေးရလဲအဲ့လိုပုံစံနဲ့ချက်ချင်းရှာလို့ရတယ်ပေါ့နော်ဒီမှာဆိုရင် sign order ကဘာတွေလဲနော်ဆိုင်ငယ် order ဒီ case မှာတော့ဆိုင်ငယ် order မရှိတဲ့အတွက်ကြောင့်မို့ပြဿနာမရှိဘူးပေါ့နော်ဒီစိတ်တစ်ပိုင်းပေးချေပြီးတဲ့ order တွေကဘာတွေလဲ sorry ညီမတိုင်းနံပါတ်ကိုပြန်ဖြတ်လိုက်မယ်နော်နံပါတ်ကိုဖြတ်ပြီးတော့ဆိုင်ငယ် order နော်ဒီဆိုင်ငယ် order နှစ်ခုရှိရပါတော့ဒီ order ဆိုလို့ရှိရင်ဒါဆိုဆိုင်ငယ်နာတာဖြစ်တဲ့ကြောင့်မို့ဝယ်သူကတကယ်ရောဝယ်မှာလားမဝယ်ဘူးလားဝယ်သူကိုဖုန်းဆက်ပြီးတော့ landing confirm ရမယ်ဘာလို့လဲဆိုတော့ warehouse ကိုဒေါင်ထဲမှာပစ္စည်းတွေကိုနှုတ်ထားရတဲ့အတွက်ကြောင့်မို့နော်ဒီစိတ်တစ်ပိုင်းငွေပေးချေတဲ့ order တွေကဘာတွေလဲပြေဝပေးချေပြီးတဲ့ order တွေကဘာတွေလဲပို့ဆောင်ဈေးကဘာလဲပို့ဆောင်ပြီးကဘာလဲပြန်အန်းကဘာတွေလဲပေါ့ပြန်အန်းမှာတစ်စစ်တစ်ပိုင်းပြန်အန်းလားပြေဝပြန်အန်းလားပေါ့နော်ဘာတွေလဲပေါ့နော်အဲ့လိုမျိုးကြည့်လို့ရတယ်အကုန်လုံးပေါ့နော် order number လေးနဲ့တခါတည်းခြေရခံမှာရှာလို့ရနိုင်ပါတယ်နော်နောက်တစ်ခုကကြတော့ဒီပေါ့နော်ညီမတို့ system မှာနောက်ထပ်တစ်ခုပေါ့နော်နောက်ထပ်တစ်ခုကောင်းတဲ့ဟာပေါ့နော်ကောင်းတဲ့ function လေးတစ်ခုထပ်ရှိရပေါ့နော်အဲ့ဒါsorry ခုနက dashboard မှာပေါ့နော် dashboard မှာခုနက order လေးကိုညီမတို့သိသွားရပေါ့နော် order number လေးကိုသိသွားရဲဆိုရင်သူကပို့ဆောင်စဲဖြစ်နေတော့မယ်ပေါ့နော်ဒါဆိုပို့ဆောင်စဲသူဒီထဲမှာရှိရမယ်ဝယ်သူထံပို့ဆောင်နေတော့ order အများထဲမှာရှိရမယ်နော်သူ့တဲ့ကိုနှိပ်ပြီးတော့လဲသူကနေ order number နဲ့လည်းရှာပြီးတော့ပြန်ကြည့်လို့ရပါတယ်ဒါဆိုသူပေါ့သူဆိုသူ့တဲ့အသေးစိတ်အထဲထဲကိုငွေပြီးတော့ကြည့်လို့ရတယ်နော်ပို့ဆောင်စဲဘာလို့ပို့ဆောင်စဲဖြစ်နေရလဲဒီရက်ကွက်ကိုပို့မှာဒီဖုန်းနံပါတ်ဒီလက်ခံမဲ့လူရဲ့ဖုန်းနံပါတ်ပဲသူ့ဖုန်းဆက်ပြီးတော့ပစ္စည်းရောက်ပြီလား delivery company ကဘာလို့ကြာနေရလဲအဲ့လိုမျိုးတွေလုပ်လို့ရတယ်ပေါ့ဒီကနေပြီးတော့နော်ဒီကနေပြီးတော့ချက်ချင်းရှာလို့လွယ်တယ်ပေါ့နော်ဒါကတော့အရန်ကိုဘာလို့ပြောရမှာလဲအကျိုးရှိရပေါ့နော်ဒီ fashion လေးရပေါ့နော်နောက်တစ်ခါကျတော့လေညီမတို့ site မှာဥပမာတစ်ခုခုပေါ့နော် promotion ရှိရပေါ့နော်တစ်ချက်မှာဆိုလို့ရှိရင်ဘယ်လောက် % discount short ချပေးပါတယ်ဘာတွေညာတွေကိုယ့်ရဲ့ client တွေကိုပို့ချင်တယ်ပေါ့နော်ကိုယ့် site မှာရွှေတွေလာဝယ်အောင်လို့ပေါ့နော်ကျမတို့မှာ promotion ရှိရတစ်ချက်ရွက်မှာလာဝယ်ဘယ်လောက် % ကိုဝယ်သူတိုင်းကို discount ချပေးပါတယ်ပြီးလို့ရှိရင်ကျမတို့ခုရက်မှာလာဝယ်တဲ့သူတွေကိုလက်ဆောင်နေနဲ့ပေါ့နော်ဘာလေးပေးပါတယ်အဲ့လိုမျိုး promotion တွေကိုလည်းညီမတို့ system ကနေလုပ်လို့ရတယ်အဲ့ဒါကကျတော့ဘယ်ကနေလုပ်လို့ရလဲဆိုလို့ရှိရင်ဒီဝယ်သူဆိုတဲ့ function ပေါ့နော်ညီမတို့ဒီဝယ်သူတွေမှာဝယ်သူပြင်ဆိုတဲ့ function ရှိရပါတော့ဒီဝယ်သူတွေအကုန်လုံးညီမတို့ဒီ order မှာတဲ့ခါမှာနော် order အသစ်လုပ်တဲ့ခါမှာဒီဝယ်သူဆိုတဲ့တဲမှာဝယ်သူချက်လက်တွေထည့်လိုက်တယ်အဲ့ထည့်လိုက်တဲ့ဝယ်သူအချက်လက်တွေအကုန်လုံးဒီဝယ်သူတွေကဝယ်သူပြင်ဆိုတဲ့ဒီ list တွေကိုအကုန်လုံးဝင်သွားတယ်နော်အဲ့ list တွေကိုအကုန်လုံးဝင်ပြီးတော့ဒီ mail marketing ဆိုတာရှိတယ်ဒီဝယ်သူတွေရဲ့ email ကိုညီမတို့အကုန်လုံး system ကနေမှတ်ထားတယ် mail marketing မှာဝယ်သူတွေအခုဆိုရင်ဒီညီမတို့ system မှာဝယ်သူ2ယောက်ပဲရှိတယ်နော်2ယောက်လုံးစီကိုပို့မယ်ဆိုတော့ဒီအပေါ်ဆုံးကဒီအမှန်ချစ်ကိုနှိပ်ချလိုက်အောင်မယ်နော်နှိပ်လိုက်ရင်တို့ရဲ့ Gmail တွေတွေကိုညီမတို့ဒီမှာpromotion ရှိပါတယ်ဗာရှိပါတယ်ဆိုတဲ့စာကိုရေးပြီးတော့ send လုပ်လိုက်ရင်တို့ရဲ့ Gmail တွေအကုန်လုံးစီကိုဒီ mail ကြီးဝင်သွားမယ်အခုကျညီမတို့ကဒါ testing လုပ်တဲ့အမတော်မဖြစ်တဲ့ကြောင့်မို့မေးဆက်တင်နေမလို့ရသေးတော့ဒါမပို့ပြတော့ဘူးပေါ့နော်မေးအမတို့တကယ်ပတ်ဆက်ပေးပြီးသုံးမယ်ဆိုရင်အမတို့မေးဆက်တင်နေတခြားလုပ်ပေးမယ်အဲ့ဆက်တင်နေနဲ့မေးပို့လိုက်တခါတည်းသူတို့စီကိုအမတို့ရဲ့ promotion ကရောက်ပြီးသားဖြစ်သွားမယ်တကယ်လို့အကုန်လုံးမပို့ချင်ဘူးဒီတယောက်ကိုမခင်ရတဲ့နာတယောက်ကိုပဲပို့ချင်တယ်ဆိုလဲသူတယောက်တည်းပဲ select မှတ်ပေါ့နော် select မှတ်ပြီးတော့ပို့လို့ရပါတယ်နော်ဒီလိုမျိုးအကုန်လုံးမှတ်မယ်ဆို all ဆိုလို့ရှိရင်အကုန်လုံးကိုပို့ပေးမှာသူက
နော်ဒီလိုပုံစံနဲ့ mail marketing လုပ်လို့ရတယ်ပေါ့နော်ဝယ်သူအမည်နဲ့လည်းလုံရှာလို့ရတယ်ပေါ့နော်ဒီမှာနောက်တစ်ခါကျတော့လေဝယ်သူတွေကိုကိုကမှတ်ထားမယ်တစ်ခုခုပါနော်ဒီမှာညီမတို့ဝယ်သူပြင်ပါနော်ဝယ်သူပြင်မှာညီမတို့ကဒီမှာဝယ်သူပေါ့နော်ဒီမှာဝယ်သူတွေအမည်ဒါဝယ်သူတွေရှိရယ်နော်ဝယ်သူအခြေအနေကဒါပုံမှန်ပဲဝယ်သူအဆင့်ကဒါဒီလိုပုံမှန်အဆင့်ပဲပေါ့နော်ဒါတွေကိုညီမတို့ကပြည့်မြည်လုပ်လိုက်မယ်ပေါ့နော်ပြည့်မြည်မှာပေါ့နော်ပြည့်မြည်မှာညီမတို့ဒီဝယ်သူအခြေအနေကိုညီမတို့ပြောင်းလို့ရတယ်ပုံမှန်လားသတိပေးလားမရောင်းရလားတချို့ဝယ်သူတွေကလိန်သွားတဲ့ဝယ်သူတွေရှိရပါတော့ပစ္စည်းကိုယူတော့ပတ်စံမပေးတော့ဒီဝယ်သူတွေကိုမှတ်ထားရမယ်ဒီဝယ်သူနောက်တစ်ခါပြန်လာရင်မရအောင်သူမပုံတင်နံပါတ်နဲ့သူ့နံပါတ်နဲ့ပြန်လာရင်မရအောင်မို့ပေါ့နော်အဲသတိပေးဆိုသတိပေးမရအောင်ရဆိုမရအောင်ရမှာမှတ်ပြီးတော့ဒီဝယ်သူကကောင်းတဲ့ဝယ်သူလားဆိုးတဲ့ဝယ်သူလားဆိုတာကို system ကနေပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဝယ်သူအစ်စ်ဆိုလဲကြီးလားငွေလားရွှေလား platinum diamond ဆိုလောကကိုယ့်ရဲ့ဖောက်တဲ့အကြီးစားကွာအဲ့လိုမျိုးဝယ်သူတွေဆိုရင်ညီမတို့က short ဈေးပေးတာတော့ဘာလို့လုပ်ပေးလို့ရတယ်ပေါ့နော် diamond တို့ platinum တို့ရွှေတို့ဆိုရင်အားဒါဆိုဒီဝယ်သူကို short ဈေးပေးမယ်ပေါ့နော် short ဈေးပေးမယ်ဘာလုပ်ပေးမယ်ဆိုပြီးတော့သိလို့ရတယ်ပေါ့ system ကနေပြီးတော့သတ်မှတ်ထားလို့ရပါတယ်နော်ဒါဆိုရင်ဒါကျန်တဲ့ function လေးတွေကိုညီမကရှင်းပြပေးသွားတာဖြစ်ပါတယ်နော်ကျေးဇူးများတင်ပါတယ်